ဝတံဂေတုရေတကံအနန္တနေယပဒနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသထုဒ္ဓတတ္ထာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတံတံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ရက်ပတ်လုံးမပြတ်သုံးသတ်တော်မူပါပေတတ်သောဒေဝတံဂေမေတော်မိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမာပေါင်းသူတော်ကောင်းတို့ကိုအနန္တနေယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနေယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိတ္တမဗန္ဓုကပလမြတ်ကြောက်ပြ၌ဝါတွင်သုံးလခါသမယဝေမြတ်ထုတ်ဘောဟောကြားတော်မူပါပေတတ်သောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးခြုံသည့်လုံးစုံတတ္တဝနတ်မြမာပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိသုံးရတို့ဖြင့်မပြစဉ်လွန်ကြည်လင်ရိုသေစွာဝန္ဒာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံသိတာဝန္တံသက္ကဝလပရံပရံယာဝိဇ္ဇတနာတံဝိဇ္ဇံဓမ္မံဝန္ဒမအာတရံသက္ကဝလပရံပရံလေးကျွန်းတမြတ်မို့ဥဒဟောခေါ်ညာဆုံးပိုင်ခြားမရှိတေတဟတိမဟာတဟတိလောကတကြီးနှင့်တကဝစัจ java လာဆင့်ဆင့်တိုင်အောင်သဗ္ဗနာရံတိဒါဝန္တံညိုရွှေနီဖြူမောင်းမှုတဲ့ချက်ပြူပြူပြက်ပြက်တလက်လက်သောရောင်ချီတော်တို့ဤပျော်မြူတဲ့သက်အောင်တဲ့နှင့်တဲ့ဘွယ်မကဇတာကာသာဆုံးစားမရှိအောင်ပြေးသွားခြင်းရှိ၍ယာဝိဇာတနာတံဝိဇံပဋ္ဌံဒေသနာဟောတိခာမယနေ့ကြအောင်မူလပဂတိထင်ရှားရှိပေထာသောဓမ္မံမဟာပဋ္ဌံလွန်ထူးဆန်းသည်အံခမံဘွယ်မဆုံးမြတ်ဗုဒ္ဓ၏ဒေသနာတော်အလုံးကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်